first copy ဆိုတာဘယ်လိုမျိုးလဲ authentic နဲ့ဒီဖက်နဲ့တွေကဘယ်လိုကွာလဲဆိုတော့ဒီဗီဒီယိုထဲမှာထည့်ပြောပြသွားမယ်။ကောင်းခြင်းဆိုးခြင်းတွေကိုပါထည့်ပြောပြသွားမယ်။လူတိုင်းကတော့ဘယ်သူမှအတူကိုမစည်းခြင်းဘူး။မသက်တာလို့အတူကိုဝယ်စည်းတယ်ဆိုရင်တော့မှအရေးသွေးကောင်းတဲ့ first copy ကိုဘယ်လိုဝယ်စည်းကြမလဲ။ဒီနောက်ပိုင်းမှာ first copy ကိုအများဆုံးထုတ်တာတရုတ်မဟုတ်တော့ဘူး made in Vietnam ဆိုပြီးတော့ Vietnam ထုတ်နေရများတယ်။အခုပြထားတဲ့ဖက်နဲ့2ရန်နဲ့ကတစ်ခုကတော့ဒါ first copy ကျွန်တော်ဝယ်ထားတယ်။ဘယ်တရန်ကအတူဖြစ်မယ်ထင်လဲ။တော်တော်လေးစင်နေဗျ။အစ်စ်ကိုအပြင်မှာမမြင်ဘူးတဲ့သူတွေဆိုရင်ဒီဖက်နဲ့2ရန်ချထားရင်ဘယ်ဟာကအစ်စ်လဲအတူလဲဆိုတာကိုခွဲခြားရနေခတ်မယ်ထင်တယ်။ဒီနေ့ထဲမှာထွက်ထားတဲ့ဒါ Adidas Predator ပေါ့နော်။ဖက်နဲ့ရှာပါတာမပါတာနဲ့စိုးရလွင်တူအောင်လို့ဝယ်ထားပါတယ်။စာကြည့်တယ်ပြီဆိုတာနဲ့ဖက်နဲ့ဥထိတ်တွေရဲ့တက်ချာတွေကိုကြည့်လို့ရတယ်။နောက်တစ်ခုကကျိုးပေါ့နော်။ဖက်နဲ့ကျိုးတွေအစားကင်ကြည့်မယ်ဆိုရင်ကွာပါတယ်။အခုပြထားတဲ့ဒီ logo line တွေဆိုရင်လည်းတော်လေးကိုဆင်တယ်လက်ရတီတက်တယ်ဒီဘက်အချမ်းဆိုရင်လည်းအမဲ line တွေကတော်လေးကိုဆင်တယ်ကင်ကြည့်တဲ့အခါမှာလည်းကင်လို့ကောင်းတယ်နှစ်ခုလုံးကတူတူနီးပါပဲနောက်ပိုင်း made in Vietnam တွေကအရင်တော့ made in China လို့ပဲအတူတွေလိုက်ထုတ်နေတာတွေ့ရတယ်ဖက်နက်အပြင်ပိုင်းကတိတ်မတိတာပဲမဲ့ဖက်နက်ကိုအခုလိုမျိုးစီးကြည့်မယ်ဆိုတဲ့အခါကျရင်တော့နည်းနည်းလေးတိတာပြီဖက်နက်ကျိုးတွေဖက်နက်ရှာတွေအစနူးညံ့တာနည်းနည်းကြမ်းရှာနဲ့မာဆက်ဆက်ဖြစ်တာတွေကကွာလာပြီအောက်ဆိုးတွေဆိုရင်လည်းအားလုံးဒီပါဆင်တယ်ပြောစရာတစ်ခုကအတူမှာအရှိပိုင်းဖက်နက်ဥထိတ်လေးက jelly finish လေးလောက်ထားတာလေးပဲရှိတယ်ဖက်နက်2ရန်ကိုဘဲညာစီးကြည့်လိုက်ပြီဆိုရင်တော့ဒါကွာခြားတာတော့အနည်းငယ်သတိစထားမိနေပြီအတူကစီးလိုက်တဲ့အခါမှာတသားလေးဖြစ်နေရဆိုတဲ့ခန်းစားချက်ကိုသိမရပဲနဲ့ဖက်နက်ရဲ့ဥထိတ်တွေကအခုလိုမျိုးနည်းနည်းလွတ်နေတယ်နည်းနည်းလေးဟာနေရပါဗျာချုပ်သားကတထတဲ့သိမကြဘူး6ရောင်းနဲ့ဒါကတော့အဖြစ်ပြောလို့သိမရဘူးဘာလို့လဲဆိုကိုက first copy ဝယ်စီးနေရဖြစ်တဲ့အတွက်အစ်စ်တွေမှာတော့မှအရှင်း3-4နှစ်ကထွက်ခဲ့တဲ့ Adidas Predator တွေဆိုရင်6ရောင်းနဲ့တသားတည်းမကြဘဲနဲ့အဲ့လိုပဲဟာနေတာအကြီးဟာနေတာတွေပဲရှိတယ်အဲ့ဒါ Predator ရဲ့အားနည်းချက်လို့လည်းပြောလို့ရတယ်ဒီတိုင်းပဲစီးကြည့်နေဖက်နဲ့ကွာခြားချက်ကိုတေချာသိမှာမဟုတ်တဲ့အတွက်တော့ကြည့်တယ်ကန်ကြည့်တယ်ပြေးကြည့်တယ်ပြေးတဲ့နေရာမှာတိတ်မသိတာပဲမဲ့တော့တဲ့နေရာတို့ကန်တဲ့နေရာတွေကြရင်တော့သိတာတယ်ဖနက်ကကိုကန်ကျင်တဲ့နေရာထိချက်တွေတိတ်မမှန်တာကိုတွေ့ရတယ်အကျန်းခံမှုသိအောင်လို့ဒီရက်ထဲမှာဒီဖနက်ကိုတောက်လျှောက်စီးနေပြတယ်အခုတော့နည်းနည်းတော့အသားကျလာပြီဒီနေရာမှာအဓိကပြောချင်တာပါနော် first copy စီးတာအားငယ်စရာလည်းမလိုကိုရှိတဲ့ပတ်စံနဲ့ကိုဝယ်နိုင်တဲ့ဖနက်ကိုဝယ်စီးတာတခုပဲအကြံပေးချင်တာ first copy စီးရင်ကောင်းတဲ့ခြေအသားကောင်းတဲ့ခြေလေးတွေနဲ့စီဒါဆိုရင်ကိုခြေထောက်ကိုအများကြီးတက်တာစေတယ် first copy စီးတာဘာတွေကောင်းလဲဆိုတော့အဓိကဈေးနှုန်းတက်တာစွာနဲ့လက်ရှိထွက်နေတဲ့ brand တွေနဲ့တထက်တဲ့နှီးပါဖက်နက်တွေကိုစီးလို့ရတယ်မြန်မာနိုင်ငံကကွင်းတွေကမြက်အပြည့်ရှိနေတဲ့ကွင်းတွေကလည်းရှားတယ်ဒါကြောင့်ကိုကတက်နိုင်လို့ authentic စီးရင်တော့မှအဲ့ authentic ကခဏလေးနဲ့စုပ်သွားမှာ first copy စီးပြီးတော့ခက်ကြမ်းကြမ်း training တွေအများကြီးလုပ်ပလိုက်လို့ရတယ်ဈေးကလည်းအရန်မကြီးတဲ့အတွက်အများကြီးလည်းနှမျောနေဖို့မလိုဘူးဥပမာ kit လေးကျင့်ကျင်နဲ့ long pass ကန်ကျင်နဲ့ဆိုလဲဖက်နက်ကိုညှာနေစရာမလိုဘူးဘွက်တော်တယ်ပဲဖြစ်ဖြစ်ဖုံတော်တယ်ဖြစ်ဖြစ်သဲကွင်းမှာဖြစ်ဖြစ်ကန်ပလိုက်လို့ရတယ်တတိထားမှလေးတကူကခုနပြောသလိုခြေကောင်းတာလေးဝတ်ဖို့နဲ့ကိုယ့်ရဲ့ထိချက်တွေကလည်းအချိန်တိုင်းမှန်ခြင်းမှမှန်ပဲပေါ့နော်ဒါလေးကိုတော့တီးခံနိုင်မှရပါမယ်ဗီဒီယိုကလည်းရှည်သွားပြီဆိုတော့နောက်ပိုင်းဖက်နက်ဝယ်တဲ့အခါ first copy လေးတွေဝယ်မယ်ဆိုရင်လည်းကောင်းတာလေးတွေဝယ်စီးဖို့တိုက်တွန်းရင်းနဲ့ဗီဒီယိုကိုအဆုံးသတ်လိုက်ပါတယ်အဆုံးကြီးကြည့်ပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများတင်ပါတယ်